ရှင်တာယာအေဂျန်ဘီတိတ်ဆိတ်နေတဲ့ရွာလေးရဲ့လာပညာတညာမှာတော့ကောင်းငင်ပေါ်မှာလူပုံစံခေါင်းပြတ်နေတဲ့အရာကြီးတစ်ခုအရှိန်အဟုန်နဲ့ပြေးနေပါတယ်တက္ကနာကြောင်မှာတော့တကြီးနဲ့ဖိုးထန်တို့ကာလာသားလူငယ်တတိုက်လက်နက်တွေကိုင်ဆောင်ထားပြီးတော့ခေါင်းပြတ်နေတဲ့မိမကြီးပြင်းနေတဲ့တောထဲကိုဝင်ရောက်လာခဲ့ပါတယ်ဒီဆုံးမှာတော့ငါတို့ရဲ့တနက်ထန်ရတော်တော်များများရသွားခဲ့ပြီသူငါတို့ကြောင့်နောက်ထပ်ပြန်လာရမှာတော့မဟုတ်တော့ဟဲ့အားလုံးတတိရှိရှိတာနေကြနော်ညအလင်းတဖြည်းဖြည်းနဲ့နက်လာခဲ့တော့ကြောင့်တကြီးနဲ့ရွာသားတွေလည်းရွာအိုပဲပြန်လာခဲ့ကြပါတယ်ဒီဇလန်းလေးရဲ့အစာကိုပြောရရင်နော်ရွာရဲကနေအိမ်မွေးတိရစ္ဆာန်တွေကိုတပ်ဖြတ်စားတောင်းနေတဲ့ခေါင်းဖြတ်ဆုံးမကြီးကိုရွာသားတွေကလိုက်လံမောင်းထုံနေရကနေအစာပြရမှာပဲဖြစ်ပါတယ်မကြခင်မှာပဲရွာကိုပြန်အောင်တဲ့ခါမှာတကြီးကရွာသားတွေကိုတတိပရိယာရှိရှိနေဖို့နဲ့ဖိုးထင်တို့အုပ်စုကတော့ညဘက်အလဲကျကင်းဆောက်ဖို့တာဝန်ခွဲပေးလိုက်ကြပါတယ်ရှေးအောင်အင်ဂျီတကူရဲ့အိတ်ခန့်အတွင်မှာတော့မိမကြီးတယောက်နဲ့မိန်းကလေးငယ်တို့နှစ်ယောက်ရှိနေကြပါတယ်။အဲ့ရပေါ်မှာလေးနေတဲ့မိမကြီးကတော့အောက်လန်းပညာနဲ့စုံတက်ပညာမှာတစ်ဖက်ကန်ခတ်အောင်ကြွကျင်တဲ့မေခဆိုရဲမိမကြီးဖြစ်ပါတယ်။စုံမကြီးမေခရဲ့ပြီးမှာတော့မွေးစားသမီးဖြစ်တဲ့ရမုံဆိုရဲချစ်စရာကောင်းတဲ့မိမငယ်လေးရှိနေပါတယ်။စုံမကြီးမေခနဲ့ရမုံတို့ကတာသမီအရှင်မိမရှင်မဟုတ်ပေမဲ့အထီးကျန်လွန်လာတဲ့စုံမကြီးမေခရဲ့ဘွားတွေကိုရမုံဆိုရဲကောင်မလေးရောက်လာတဲ့ကမိဘအရှင်တဖွဲပြုစုပေးခဲ့ပါတယ်။စုံမကြီးမေကအဲ့ရထဲမှာလင်းနေရခြင်းကတော့ဇလန်းစာကရွာသားတွေလိုက်လက်တိုက်ခိုက်တာကြောင့်တရားရလာခဲ့တာပဲဖြစ်ပါတယ်။သမီးရမုံအမေတရားတော်တော်ရှားလာတယ်သမီးအမေရဲ့နေဝင်စရာမကြခင်ရောက်တော့မယ်သမီးအမေမရှိသမီးတောက်တယ်ဘလို့နေရမှာလဲအမေရဲ့သမီးမငငယ်တွေကအမေတောက်သေးပဲရှိတာပါအမေရဲ့ဟာသမီးလေးကကြောက်သေးမနေရပါဘူးသမီးရဲ့အမေဆုံးဖြတ်ပြီးပြီသမီးအတွက်အဆောက်အအုံတွေထားခဲ့ပေးမယ်အမေရဲ့ပညာတွေကိုသမီးကိုပေးခဲ့မယ်ဟာသမီးလေးအမေကိုချင်တခုပဲအမေတောင်းဆိုချင်ပါတယ်သမီးဘာလုပ်ပြရမလဲအမေဟာသမီးလေးအမေကိုအခုလိုပြောင်းလုပ်ခဲ့တဲ့ရွာသားတွေကိုလက်စားချပေးပါသမီးလေးမကြခင်မှာပဲစုံမကြီးမေခါသမီးဖြစ်သူကိုအဆောင်ရှောက်တွေချပြီးတော့သူ့ရဲ့ပညာတွေကိုသမီးဖြစ်သူစီကိုအကုန်စင်လွှဲပြောင်းပေးပြီးတော့တည်ဆုံးသွားခဲ့ပါရယ်ဒီလိုနဲ့ရက်တွေကြာလာတဲ့ခါမှာတော့ရမုံတယောက်လည်းစုံမကြီးမေခါရဲ့အစွမ်းတွေကိုအကုန်ရသွားခဲ့ပြီးတော့ခေါင်းပြတ်ဆုံးဘဝကိုရောက်သွားပါရယ်ရမုံဟာပထမအဆုံးသူမမွေစားမိခင်ဖြစ်စေခြင်းနဲ့ဆန္ဒအတိုင်းရွာသားတွေကိုလက်စားချဖို့အတွက်ဆုံးဖြတ်လိုက်ပါရယ်မကြခင်မှာပဲရမုံဟာရွာသားတွေရှိရာစီကိုတားခဲ့ပြီးရွာရဲကိုရောက်တဲ့ခါမှာတော့ကွက်ပြက်ပေါ်မှာတောက်စားနေတဲ့ဖိုးထင်တို့အုပ်စုကိုတွေ့တာခဲ့ပါတယ်။ဖိုးထင်တို့ကလည်းစုံမရမုံကထပ်ပြီးရောက်လာတော့ကြောက်လန့်သွားခဲ့ကြပါတယ်။ကောင်းပြတ်စုံမရမုံကလည်းလက်စားချခြင်းလုံးနဲ့စိတ်တွေပြင်းပြနေခဲ့တာကြောင့်ဖိုးထင်တို့အုပ်စုတွေကလူတယောက်ကိုတိုက်ခိုက်ကတပ်ပစ်လိုက်ပါရယ်။ဒီလိုနဲ့ဖိုးထင်တဲ့ရွာသားကြောက်လဲကြောက်လန့်တဲ့ကြားနဲ့စုံမရမုံလက်ကနေလွတ်အောင်ထွက်ပြေးကြရပါရယ်။ပြေးလှိုင်းနေပဲဖိုးထင်တဲ့ရွာသားတို့လူစုကွဲသွားခဲ့ကြပြီးတော့စုံမရမုံကလည်းဖိုးထင်နောက်ကို